ဒီမှာကတော့သူစီးခဲ့တဲ့ဟာလေကလေးလေးပါတယ်ဒီမှာတို့တဲ့တကယ်ကြောက်နော်အဲ့ဒါကြာသွားရင်ငါတို့သေပြီအဲ့ဒါကန်ကောင်းလို့အခုတလို့တော့သူတို့ပြောသေးတယ်တွန်းလို့အချိန်အများကြီးပြောရတာအချိန်ချောဦးလေးလို့ဘေးချိန်ပြရောက်ရင်ရပြီလို့ပြောရလေငါတို့ဆဲတယ်အဲ့ဒါလေငါကားသမားနော်တဲ့ငါကားသမားနော်တဲ့ငါကားသမားနော်တဲ့နင်တို့တဲ့ငါ့ကိုပဲမအိုနဲ့တဲ့အဲ့လိုထီတောင်ပြောရနော်တဲ့ငါတို့တောင်မှတိတ်လေးပြန်နေသွားတာဦးလေးဘေးချိန်ရောက်ရတယ်အချိန်ချောလို့ပြောရလေနော်အဲ့လောက်ထီပြောရနော်ငါတို့လည်းကြောက်တာပေါ့ခီးတော့ဘူးတူတွေကြီးပဲဘလိုင်းတခါလည်းမတောက်သေးနဲ့ဟုတ်တယ်ကြည့်ပြီးတော့လုံးထောက်တာလေဒါတဲ့ကောင်လေးပါအားလုံးပါအော်တေးပြီးချင်းနေရအဲ့ပြုတ်ကြတာလေတော့ဟိုသေးတယ်ဒီပြန်လို့မနဲ့ဟုတ်လားဟိုကကားသမားထွက်လာပြီလားကားသမားပါချပဲဘာမှမဖြစ်ဘူးကာရတော့တောင်းလို့တော့ဘာဖြစ်တရားဆွဲပဲအဲ့လိုမျိုးလို့ငါတို့ပဲဆဲလိုက်သေးတယ်သူ့ချော့ဖြည်းဖြည်းမောင်းဆိုငါတို့ပဲဆဲလိုက်သေးတယ်ဒီမှာကားဒီလိုမျိုးဖြစ်သွားတာအဲ့အောက်မှာကြောက်ပဲဒီမှာတစ်ပီနဲ့ကေထားလို့အိုးဘယ်လောက်ထိတော့အေး